အမေ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 သမီးရေမော်တာလည်းပြတ်သွားပြန်ပြီတင်နေကြီးနဲ့ဦးရက်သွားတာပြင်ထားတာပြင်မကြသေးဘူးနောက်ဖေးမီးလုံးကလည်းကျွန်းနေပစ္စည်းတွေကလည်းလေတခုမှကိုမခံဘူးဟိုသမီးပြန်လာမှပဲပြင်လိုက်မယ်နော်အမေသမီးကလေတဏီကိုမိုးလေးမိုးချောအလုတ်သွားနေရအဲ့လောက်ကတော့အမေကမေပဲကြည်ပြီးလုံးလိုက်ဖို့အမေသမီးအခုအလုတ်သွားရင်းနဲ့ရင်မော်တာပြင်းတဲ့ကိုသိန်းကိုလွှတ်လိုက်မယ်အမေကမေကြည့်လို့ထားလိုက် ကိုသိန်းကိုလွတ်တာတော့ဟုတ်ပါပြီသမီးရဲ့ဟိုအမေမမကြည့်တတ်တဲ့ဟာကိုအော်ဟုတ်ပါပြီအမေပဲကြည့်လို့လိုက်တော့မယ်သမီးမွန်းကားလေးစားလိုက်မလားအမေဟင်းရထည့်လိုက်တော့မယ် မစားတော့အမေဒီနေ့ကနောက်ကျလို့မရအောင်ဆိုင်မှာလည်းဈေးအောင်ပွဲတော့စနေပြီ ဟိုအဲ့ဒါဆိုအမေပါဆက်ထည့်ပေးလိုက်မယ်လေ ယူတော့ပါအောင်အမေရဲ့တမတ်သမီးဆိုင်မှာပဲအဆင်ပြေသူတို့ဝယ်စားလိုက်မယ်ဟုတ်ပြီလား ဟဲ့ဝယ်စားတော့ပတ်စံကုန်တာပေါ့အေးပါဟိုမစားတော့ရင်လည်းသွားတော့ဖုန်းဆက်ကြည့်တာသူ့အမပြောတယ်သူကညရီကဆင်းသွားတာတဲ့ဘယ်မှာတော့ရှောင်းမှန်းမသိဘူး ဟဲ့ဘာဖြစ်နေလဲဟမ်ဆူနေဘာဖြစ်နေ ဟိုမမရှားပြောင်းနေလို့ ရှားပြောင်းနေရ ဟုတ် ဘယ်လိုဖြစ်ပြောက်တာလဲ ဟိုဒီမနေ့လေသူအလုံးမလာလို့ဆိုပြီးတော့ဟိုတန်တင်ဖုန်းဆက်ကြည့်တာဖုန်းကလည်းဆက်လို့မရအောင်မမရဲ့ ဟောဒီကလေးမဘယ်လျှောက်သွားနေရလဲမသိဘူးသမီးနဲ့သူနဲ့ရင်းနေတာသမီးမသိဘူးလား တန်တင်လည်းလေသူ့ကိုဆက်သွယ်လို့မရလို့ဆိုပြီးတော့သူ့မမတရာဖုန်းဆက်ကြည့်ရယ်သူ့မပြောပုံရတော့သူနဲ့သူညမနေကမနေ့ညက်နေကရန်ဖြစ်ပြီးတော့ဟိုရှာစိတ်ဆိုးပြီးတော့အဝေးစားပြယူပြီးအိမ်ဘောဆင်းသွားတာတဲ့ဟိုသူ့မလည်းလေငိုပြီးတော့တန်တင်တို့ဝိုင်းရှာပေးပါဆိုပြီးအကူကြီးတောင်းတယ်မမရဲ့ အဲ့လောက်အရေးကြီးတဲ့ကိစ္စကိုအမဖုန်းဆက်ပြီးလှမ်းပြောပါလား ဟ
တန်းစလို့လည်းဒီမနေ့မှသိရတာမဟုတ်လို့ပါ အိမ်ဘွားတောင်ဆင်းနေဆိုတော့ဘာတွေအဲ့လောက်တောင်ခက်ခဲနေလဲမသိဘူး။သမီးတို့ချင်းရင်းနေတာသမီးနည်းနည်းပါမသိဘူးလား တန်းစင်သိရတဲ့လောက်တော့ရှာသူ့အမကြောင့်စိတ်ညစ်တယ်ဆိုပြီးခဏခဏရင်ဖွင့်ဘူးတယ်သူ့အမနဲ့သူနဲ့ကလည်းခဏခဏရန်ဖြစ်တာတဲ့ရှာကလည်းခေါင်းပါတယ်မမရဲ့ မိုင်းဒါရီကဒီတစ်ခါတက်ထွက်မဲ့ဒီဇိုင်နာဟဟလားအင်ကြီးလည်းလှိုက်တာရှာတစုံယူမယ် အများနဲ့လက်ကားပဲတောင်းနေတယ်ငါဒါစီးပွားရေးလုပ် မလင်းနော်ကိုညီမအချင်းချင်းကိုများလာပြီးချစ်တီးကြနေလက်ကားလည်းမြူပါအောင်နော်ဝဲမ ဒီနေ့လစာထုတ်ရမလားအိမ်စိတ်တစ်ခါရရှင်းတော့ သူ့ကိုပေးဖို့ကြအောင်လေလေမြဲတယ်မှတ်မိပြီတိတ်တက်ညာပဲရ အဲ့ဒါတွေကပါလေလှပြင်ပစ္စည်းတွေမှာဟုတ်ရဲ့လားလာတိုင်းလဲဝယ်နေရပဲရှားရဲ့နေမှန်နေကုန်မှာလေလှပြင်ပစ္စည်းတွေရောထားစံနေရရှိသေးရဲ့လားလူတော့ပဲဝယ်ပါပြောလဲဘလောက်ပြောနားမဝင်ဘူးနေနေ မိုင်းရလေပေါ့စီနဲ့မိုင်းဝယ်ပေးနေတာလည်းမဟုတ်ဘဲနဲ့အခုလေကိုလောစာနဲ့ကိုဝယ်ထားပေးရလေဘာလို့ပြစ်တယ်လိုက်ပြောနေ ဟဲ့ငါကပြောချင်လို့ပြောနေရလားငါတို့ကမရှိရသူတွေလေစုတင်တာစုပြီးအတုံးနဲ့ပြောင်းခွဲခြားတတ်ဖို့လိုတယ်အခုလည်းငါတို့အိမ်ငားနေနေရမဟုတ်ဘူးလားအိမ်လေးတစ်လုံးဝယ်နိုင်ဖို့နေနဲ့ငါရဲ့အိမ်မက်လေ မဟုတ်ပါဘူးအိမ်ပိုင်ဝယ်ချင်တာမိုင်းရှာတော့အိမ်ငားနေရလဲအဆင်ပြေရလေဘာဖြစ်လို့လဲ အဆင်ပြေတယ်ဆိုလဲနင်းတယောက်တည်းငားနေကြည့်လိုက်လေလူတယောက်ရဲ့ကြောတခင်းစာလေဘလောက်တောင်ဈေးကြည့်လိုက်တယ်ဗန်ချင်းနဲ့ဝယ်ဖို့လေဒေါင်းပေးမယ်ပတ်စံကစုမိလို့ရှင်ငါတို့အိမ်ဝယ်နိုင်ပြီအဲ့လိုအိမ်ဝယ်နာငါစူးစမ်းနေရငါတယောက်တည်းတွက်မဟုတ်ဘူးလေနင်းတွက်ပါပါရဲ့လေတကယ်ဆိုနေငါလုပ်တယ်ပါကူလုပ်ပေးတယ် တော်ပါတော့မိုင်းရလောက်ကလေပြင်မပြန်လာတယ်တခါမှညီမနဲ့စကားအေးအေးဆေးပြောရတဲ့ရက်ကိုမရှိဘူးမိုင်းရလေအရန်စကားများပဲပေါ့စီနဲ့အရန်လည်းစိတ်ရှုံးလာတယ်အဲ့ဒါကြောင့်မလို့လေမိုင်းနဲ့ကိုမနေကြလားနေကြရလေမိုင်းရလောင်ရဲကနေတော့ထပ်သွားအောင်မစောင့်ကြည့်နေလိုက် ။ဘာဖြစ်ဖြစ်ရအောင်ရှားမှာပေါ့။သူနဲ့ရင်းနေတဲ့သူတွေကိုလည်းဖုန်းလေးပါလေးနည်းနည်းထပ်ပြီးကဲပြောပါအောင်မင်းညဘယ်တွေလျှောက်သွားနေရလဲ တငယ်ချင်းအိမ်မှာသွားအိတ်တာပါမမ မင်းကလေးဖြစ်ပြီးတော့အဲ့လိုမျိုးလျှောက်သွားနေလို့ရမလားသမီးရဲ့ဟမ်တခုခုဖြစ်သွားလို့ရှိရင်သမီးရဲ့အမဘယ်လောက်ရင်ကျိုးရမလဲသမီးအမလည်းမဟုတ်ဘူးအမတို့အားလုံးကစိတ်ပူနေရမှာသိလား ရှာတော့မမရဲ့ရှာလည်းစိတ်ညစ်ပြီးတော့လုံးပြီးလောက်ရလောက်လိုက်မိရ လုံးမိလို့ရလောက်တာအရေးမကြီးဘူးတခုခုတာဖြစ်သွားကြည့်သမီးအမကဘယ်လောက်တောင်ရင်ကျိုးရမလဲသမီးအမကိုနည်းနည်းလေးမှမတနာဘူးလား မိုင်းရရှာကိုမချစ်ပါဘူးမမရဲ့ဘယ်တော့မှလည်းအကောင်းပြောရမဟုတ်မြဲတမ်းပဲစူပူနေရ မချစ်ဖဲတော့နေမလားသမီးရဲ့ညီမရင်းမယ်သူလည်းချစ်မှာပေါ့အဲ့လိုစိတ်လွတ်လက်လွတ်တွေရှောက်မပြောရဘူးလေ ရှာလည်းမပြောချင်ပါဘူးမမရဲ့ရှာတော့မှမိဘရဲ့မရှိရောကြတဲ့ဟာဆက်မမိုင်းတယောက်ပဲရှိရညီမလေးနှစ်ယောက်တည်းရှိရဟာဘယ်တော့မှလည်းအကောင်းပြောအမြဲတမ်းပဲစူပူနေရမမရှာလေအိမ်လည်းမပြန်ချင်တော့မိုင်းနဲ့လည်းတူတူမနေချင်တော့မမဟိုရှာလေချိုချိုလိုမျိုးပဲမမနဲ့တူတူနေလို့မရအောင်လားယင် ချိုချိုတို့ဆိုတာနေဝေးကနေလာတာအဲ့ဒါကြောင့်မလို့အတူတူနေဖို့ထားတာမိသားစုနဲ့ခွဲပြီးတော့လာရတာလေသမီးကအခုကိုယ့်မိသားစုနဲ့နေနေနဲ့အလုပ်လုပ်ခွင့်ရတာဘလောက်ကံကောင်းလဲအဲ့ဒါကိုတန်မိုးထားတတ်ရမှာပေါ့အခုစိတ်တွေရှုပ်နေလိမ့်မယ်ဒီ
ဒီနေ့အလုံးမစင်းနဲ့တော့ပြန်လိုက်တော့အိမ်ပြန်အောင်လို့ရှိရင်လည်းအမကိုတောင်းပန်လိုက်အောင်မမပြောကြားလား ဟုတ်မမ တန်စင် ရှင်မမ အိမ်ကြီးရောက်လိုက်ပို့ပေးလိုက်သူ့မလက်ထဲကိုအပ်နော် ဟုတ်မမ တက်စီငါးပြီးတော့သွားလိုက် ဟုတ်မမဟုတ် သွားသွားတော့ အိတ်ကလေး ယူဆိုင်သွားအောင်နော် ဟုတ်မမတော်လာ ဟေးသွား မမတော်ပြီ ဟေး သမီးရေ TV ကတော့လေပြက်သွားပြန်ပြီနောက်ရကြရင်ပြင်ဆိုင်ကိုပို့ရမယ်ဒီစကရင်သေးတော့လေအစင်းရောက်နေတာမနေ့ကအားဆိုင်ကြည့်နေရတယ် TV စကရင်ကြီးကြီးနဲ့ဆို TV ဆိုဘယ်လောက်ရှိမလဲဟင်သမီးရေလေးချိုးထားအောင်နော်ပြီးတော့ရေတောက်လည်းချိုးသမီးကြိုက်တဲ့ကင်းမုံလေးချက်ထားတယ်သားမီးနဲ့အတူတူစားကြမယ် မင်းကသူ့အတီးအစင်းအောင်ထတာပဲသိရ ဟုတ်တော့ဒီကောင်မလေးရတော့လေရေလည်းမချိုးထမင်းလည်းမစားဘဲနဲ့အိပ်ပျော်နေပြန်ပြီသမီးထရေမိုးချိုးထမင်းစားရအောင်လေကွယ် ဟာမင်းအိတ်နေတာဟိုမေအိတ်နေရတော့နှိုးလိုက်ရလို့မကျင်တတ်ပြီလား သမီးရဲ့အိပ်မယ်ဆိုလဲအချိန်လေးခါလေးကြည်အောင်လေရေလည်းမချိုးထမင်းလည်းမစားဘဲနဲ့တညာလုံးအိပ်ပျော်သွားတော့ဘယ်နဲ့လုံးပါမလဲတနေကုန်ချွေးတွေတန်နဲ့ပင်ပန်းလာတာရေမချိုးဘဲနဲ့အိပ်တော့အပုကံမှာပေါ့သမီးရဲ့ အမေရဲ့တခါတလေလေးလေကိုသားသမီးဘာဖြစ်နေလဲဆိုပြီးအမေသိတဲ့နဲ့ငါသမီးလေးပင်ပန်းနေလားဆိုပြီးအမေမေးဘူးလားသမီးအလောက်ကပြန်ရောက်တာနဲ့အမေ TV ပြတ်တဲ့ကိစ္စကြောင့်အမေစီးပြောတယ် အမေပြောတာအဲ့လိုမဟုတ်ပါ တ ဘူး နေ့တနေ့အမေရဲ့ဒီအိမ်ကိစ္စအမေရဲ့ကိစ္စတွေကြီးပဲသမီးရဲ့အကြောင်းသမီးရဲ့စိတ်ခံစားချက်အကြောင်းတွေရောအမေစိတ်ဝင်စားလားအမေကလေအမေအတွက်ပဲအမေအမြဲတွေးတာတိတ်ဝမ်းနေဖို့ကောင်းတာပဲ ဒီဟာကျတော့ဒီလိုမျိုးအနောက်ဘက်ကရွှေရောင်လေးကပြောင်းချင်တယ်ဆိုရင်အကယ်လို့ဒီတွေကကြိုက်လို့ပြောင်းချင်တယ်ဆိုရင်လည်းမတို့ပြောင်းပေးလို့ရတယ်ချစ်တယ်မမရေးကျေးဇူးအများကြီးတင်ပါတယ်ထိုင်းကိုပို့ပြီးပို့ကဘယ်လိုရှိလဲဆိုတော့အမားတို့က agent နဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ပို့ပေးပါတယ်ထိုင်းဆိုလို့ရှိရင်ပို့က350အောက်ဆိုလို့ရှိရင်သူက 10% 350အထက်ဆိုရင်9% ပေါ့နော်စင်ကာပူတို့ဒီမလေးတို့ဆိုလို့ရှိရင်เนาะ
5%မှာဂျပန်ဆိုလို့ရှိရင်တော့4%ပဲရှိပါတယ်ရှင်တခုလေးပြောချင်တာမြို့သူ3ရက်နေ့ကနေပြီးတော့ပေါ့နော်9ရက်နေ့အထိကိုမြို့သူရဲ့ဒီထက်မြို့သူရဲ့နာဆိုင်လေးမှာဈေးပွဲတော်လေးရှိပါတယ်အမှအမှတ်တရအနေနဲ့ဘာလို့လုပ်ပေးထားလဲဆိုတော့မြို့သူတို့အများဆုံး10%ထိကို discount လုပ်ပေးထားတဲ့အစီအစဉ်လေးလည်းရှိတယ်အဲ့ဒီအပြင်ဟိုမှာ350ဆိုတာနဲ့မြို့သူတို့ကဒါမဲလေးပြန်ထည့်ပေးတယ်ပေါ့နော်မြစ်တာလက်ဆောင်လေးပြန်ထည့်ပေးရောမှာစိန်ဆွဲသည်ပြီးသွားလို့ရှိရင်ရွှေနဂတ်လက်စွပ်ကျိုးလက်ပတ်ကလစ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုလည်းပြန်ပြီးတော့မှပေးတဲ့အစီအစဉ်လေးရှိပါတယ်လို့အဲ့တော့လူချင်းတဲ့သူတွေကလည်းမြို့သူတို့ကိုဒါ399995ခုံ333 399995ခုံလေးမှာဆက်သွယ်ပြီးတော့လည်းစုံစမ်းပြီးတော့လာနိုင်ပါတယ်ရှင်အကယ်လို့အပြင်မှာလာမယ်ဆိုလို့ရှိရင်လည်းမြို့သူတို့မြန်ကုန်ကိုမိုင်ဥရှင်နဲ့မှာပါရှင်လာခဲ့ပါဦးနော်အပေးပါအောင်ရှင်လေရကြိုလေးလာလိုက်တာတဲ့ဟုတ်ဒါလေးကလေအစ်စ်ထွက်ထားတာပါမဟုတ်ကတော့ဗရမ များလေးပါရှင်အလဲရောင်းလေးကအလဲရောင်းလေးကကြတော့စိတ်နေဆိုရင်4ကြောက်တယ်ဆိုရင်5တန်းပါရှင်စိတ်ငကလေးရှိတယ်ညီမလေးငကလေးလည်းရှိပါတယ်မိမိအတွက်တဲ့သတင်းကြိုလက်ဆောင်လေးပေးချင်လို့တဲ့ဈေးလည်းအများကြီးမတက်နိုင်လို့ဈေးတင်နေတွေကပြပေးပါနော်မမတဲ့ညီမလေးမေတကယ်ကျေးဇူးအများကြီးတင်တယ်မိဘကိုတည်တတ်တဲ့အတွက်ကြောင့်မလို့လဲဒီထက်ပိုပြီးတော့မှအောင်မြင်တိုးတက်ပါစေလို့လည်းအမဆုတောင်းပေးတယ်အမဆိုလို့ရှိရင်လေအမအမေကိုအမကြော့ချင်တယ်ဆိုရင်တော့မှပဲအမဒီချိန်မှာမကြော့နိုင်တော့ဘူးအမအရန်စူးစမ်းနေရတဲ့အချိန်ပြင်ပန်းခဲ့တဲ့အချိန်အမေလည်းပြင်ပန်းခဲ့တဲ့အချိန်မှာတော့အမအမေကိုအမဘာမှမလုပ်ပေးနိုင်ခဲ့ဘူးပေါ့နော်တခါတလေကြာရင်လုပ်ပေးဖို့ကိုလည်းကိုအလုပ်တွေများနေရဆိုတာမျိုးနဲ့မေ့နေတာရှိတယ်ဒါပေမဲ့အခုညီမလေးကကြတော့တကူးတကလေးနဲ့အဲ့လိုမျိုးလေလာရေးတော်တွေ့တဲ့ခါကျတော့အယမ်းဝမ်းသာတယ်ဘာလို့လဲဆိုတော့မိဘတွေကလေညီမလေးတို့ပေးတဲ့ပစ္စည်းထက်ကိုညီမလေးတို့ပေးတယ်ဆိုတဲ့ပီတိလေးနဲ့ပို့ပြီးတော့ပေါ့နော်သူတို့ကပီတိဖြစ်ကြတာပေါ့နော်အဲ့တော့မိဘကိုတည်တတ်တဲ့ညီမလေးလည်းဒီထက်ပိုပြီးလုပ်ငန်းကိုင်ငန်းနေအဆင်ပြေပါစေလို့လည်းမဆုတောင်းပေးပါတယ်ပြီးတော့ဈေးပွဲတော်လေးရှိတော့လည်းလာပြီးတော့မှအားပေးပါလို့လည်းပြောချင်ပါတယ်ပစ္စည်းလေးတွေကိုကိုကြိုက်တဲ့ပုံစံလေးနဲ့ order လေးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းမြို့သူတို့အသက်တာဆုံးလေးနဲ့ဖြစ်အောင်လို့ဒါခတ်ပေးပါမယ်နောက်တစ်ခုကမြို့သူဆိုင်ကနေပြီးတော့စိန်တဲ့ကြောက်ထည်တွေအကုန်လုံးပေါ့နော်မြို့သူကစစ်ချက်လေးတွေပေါ့နော်ထည့်ပေးပါတယ်ရှင်အဲ့တော့လည်းလာပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ live လေးကိုမြို့သူဒီလောက်နဲ့ပဲတင်လိုက်တော့မယ်နော်ဆိုင်မှာမျှော်နေမယ်နော်လာခဲ့ကြနော်ကျေးဇူးပါရှင်တတာပါရှင်အေးပြီးသွားပြီကဲတမိဒါတွေသိပြီးသွားလို့ရှိရင်တမိတို့လာစာပေးမယ်နော်ဒီနေ့စောသိမ့်မယ်နော်တမိနော်ဟုတ်ကဲ့မမနော်အကုန်လုံးပြောလိုက်လာစာတစ်ခါလေးပေးမယ်လို့တောင်ကောင်းလာရောဒီမှာလည်းမထိုးမဟုတ်ကြည့်ပြီးပပူဟုတ်ပါမနေ့စာကျွေးမှာအေးပပူညဒီမှာပေါက်စလေးငယ်ဆုံးလေးလာငယ်ဆုံးလေးပေါက်စားလာစားရအတွေ့အစားတန်စင်ကဲရဒါရှာလာစာရမျက်နှာကြီးပြုံးဖြီးနေရပဲเนาะအကုန်လုံးတစ်ခါလေးမှားထားမယ်เนาะလာစာရပြီဆိုပြီးသုံးဖို့ပြီးပဲတွေးမနေကြနဲ့အောင်အိမ်ကိုနည်းနည်းပပလေးလေးပြန်ပြီးတော့ထောက်ပံ့ကြဟုတ်ကဲ့ဟမ်ပြန်ပေးလာအိမ်ကိုပြပါเนาะပြီးတော့ရပြီเนาะ
န်စင်ဘာပြုံးညာဘာပြုံးညာလဲဆိုတော့ငါဒီလာတဲ့ဖုန်းသစ်ဝင်နိုင်တော့မှာဟာအဲ့ဒါတွေးပြီးတော့ပြုံးနေတာ ကောင်းလိုက်တာဟဲ့ငါကြောက်လေဖုန်းတစ်လဲဘူးမပြောနဲ့စကင်ကဲလေးဝယ်ရတော့မှလေအပြစ်ကမလို့ချင်ပြောဆိုနေ ငါလေဖုန်းသစ်ဝယ်ခြင်းလို့ဆိုပြီးတော့ငါမေကိုလာစားမအပ်တာကြာပြီဟာငါမေကငွေတိုးလေးပါလေးပေးထားတာဆိုတော့ငါလာစားအမအပ်လဲအဆင်ပြေပါတယ် ကောင်းလိုက်တာဟဲ့ငါမှကြောက်လေပတ်စံတရေတိလားသူ့ကိုလေတလားလောက်ပတ်စံမအပ်ကြည့်ပါလားပြောလို့ပြီးမှမဟုတ်တော့ခုလဲလေတော့ကခွဲပေးရသေးရနေရကြောက်လေအိမ်ကိုပတ်စံပြန်မပေးရကောင်းလိုက်တာနေအားကြောက်လိုက်တာတန်စင်ရဲ့အော်ဒါနဲ့လေဟိုတင်းချိုတို့ဘာစီစဉ်ရှိတယ် တနေ့ကျိုးအော်ဟဲ့လာပြင်းနေကြလို့ရှိရင်ငါမေကလေအိမ်မှာကြာစံကြော်မယ်တဲ့အဲ့ဒါမမတို့ရောဆန်းရတငယ်ချင်းတို့ပါခေါ်ခဲ့တဲ့ ကောင်းလိုက်တာနော်နင့်မေလည်းရမစားရအောင်ကြိုက် အဲ့ဒီကြအဝါစားဟဲ့နေမရောခေါ်ခဲ့နော်ငါတို့စုံရတာပေါ့ ပြီးရ မမလူဆောင်ပါမမ အခုအလုပ်ဆင်းကန်နေကြမှာအကုန်လုံးကိုစကားပြောစရာရှိလို့လူစုခိုင်းလိုက်တာအားလုံးကိုလည်းအမအမြဲတမ်းဆုံးမဘူးလေချစ်ကျူးချင်တာလည်းရှိတယ်အကုန်လုံးကဝယ်သူတွေလာတဲ့ခါကျရင်အပြုံးချွချွလေးတွေနဲ့ကက်စတမာကိုစိတ်ကြည်နေအောင်ရောင်းပေးနိုင်တယ်ဝန်ဆောင်မှုပေးနိုင်တယ်ပြီးရင်အချင်းချင်းဆိုရင်လည်းတယောက်နဲ့တယောက်တဲ့တယ်ဒီအလုပ်ထဲမှာအားလုံးစီစီလုံးလုံးနဲ့အလုပ်တွေကိုအတူတူစူးစမ်းကြတယ်အဲ့အတွက်ကိုလည်းမကျေးဇူးတင်တယ်မတစ်ခုမေးမယ်နော်အားလုံးကအမျိုးတော်လားဘာမှမတော်ကြဘူးလေဒါပေမဲ့စီစီလုံးလုံးနဲ့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်အပြုံးချွတ်ချွတ်လေးနဲ့နေနိုင်ကြရမလားတွေးသားမတော်တဲ့ဒီဘေးသစိမ့်နေတော့မှဒီလိုအပြုံးချွတ်ချွတ်လေးနဲ့နေနိုင်ရင်ကိုယ့်ရဲ့သွေးရင်တိုင်းကိုယ့်မိသားစုအပြုံးလေးတွေနဲ့စီစီလုံးလုံးနဲ့မနေသင့်ဘူးလားငါပြောတာကိုသိလားအမအခုပြောမယ့်စကားအမဘဝနဲ့ချီပြီးရခဲ့တဲ့သင်ခန်းစာအမအခုဒီရဲနာဆိုင်ကိုဖွင့်ထားတယ်ဒီရဲမတိုင်ခင်မှာတရုတ်ဆောင်လုပ်ခဲ့တယ်အရန်ပင်ပန်းပြီးတော့စူးစမ်းခဲ့ရတယ်အရန်ပင်ပန်းပြီးတော့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမအမေကိုမကြောနိုင်ခဲ့တဲ့အချိန်ကြီးရှိတယ်ခယူးမဆိုင်မိခဲ့တဲ့အချိန်ကြီးရှိတယ်အမေကိုငကလေးတရံတော့မှအမမစင်ပေးနိုင်ခဲ့ဒါပေမဲ့အခုအမစိန်ဆိုင်တစ်ခုလုံးအမပိုင်နေပြီအမအမေဘာကြိုက်လဲအမအကုန်လုံးသူကြိုက်တာကိုပေးနိုင်နေပြီဒါပေမဲ့ပေးလို့ရသေးလားမရတော့ရှိနေတော့မှတန်မိုးထားရမှာမရှိတော့တဲ့အချိန်ကြမှာအမတို့ပြန်လို့ကျလို့ဘာမှလုပ်လို့မရအောင်အခုအားလုံးရဲ့အမြင်မှာအမကိုချစ်တဲ့အမျိုးသားလည်းရှိတယ်အမရဲ့ကိုယ်ပိုင်လုပ်ငန်းတွေလည်းရှိတယ်ဘေးနားမှာဒီလိုလိမ်မာတဲ့လူတွေအများကြီးနဲ့အမစီစီလုံးလုံးနေရတယ်အားလုံးမြင်မှာအမပျော်ရွှင်ရတယ်လို့ထင်ရပါမယ်အမအမေမရှိတော့တဲ့အတွက်အမကြိတ်ငိုခဲ့ရတဲ့နေ့တွေအများကြီးပဲဒါပေမဲ့အဲ့တော့ရှိနေတော့မှအမမသိခဲ့ဘူးရှိနေတဲ့အချိန်မှာအမေကိုချစ်တယ်လို့ပြောဖို့လဲမသိခဲ့ဘူးအမေကိုကြော့ကျင်တယ်ဆိုတဲ့စိတ်မျိုးနဲ့အချိန်မရရအောင်လှုပ်ပြီးတော့အမေစီကိုသွားမယ်လို့လဲမတွေးခဲ့မိဘူးမရှိတော့တဲ့အချိန်မှာဘာမှလုပ်ပေးလို့မရတော့ဘူး
မပြောတာကိုသိလားမိဘအောင်မပြောတာမဟုတ်ဘူးနော်ညီကိုမောင်နှမပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းပဲဖြစ်ဖြစ်ရှိနေတော့မှတန်မိုးထားပါရှိနေတော့မှပဲအမားတို့ရဲ့ချစ်ကြောင်းတွေကိုပြလို့ရတာလူတယောက်ကိုဘလောက်ချစ်ဘလောက်မုံအဲ့လိုမရှိတော့ဘူးဆိုဘာမှလုပ်လို့မရတော့ဘူးမုန်းကျင်လည်းမုန်းလို့မရတော့ဘူးဘလောက်ချစ်နေပါစေအမားတို့ချစ်ခွင့်မရှိတော့ဘူးအဲ့တော့အသေးချာဆုံးအချိန်ကအခုချိန်ပဲဘေးသစိတ်နေနေတာအဆင်ပြေအောင်နေနိုင်တဲ့သူတွေကကိုယ့်မိသားစုတွေကိုဘာလို့မေတ္တာပြန်မပေးနိုင်ရမှာလဲအဲ့ဒီမေတ္တာတွေကငွေနဲ့ပေးပြီးဝယ်ရလောက်တဲ့ဒီတန်မိုးကြီးလားငွေနဲ့ပေးပြီးတော့ဝယ်စရာလို့လားကိုယ့်ရင်ထဲကနေဖြစ်လာတာလေရှာရှင်အခုသမီးမှာမိဘမရှိတော့ဘူးအမပဲရှိတော့တာနော်အဲ့ဒီအမမနှက်ပြန်တာမရှိတော့ဘူးဆိုရင်သမီးသူ့ကိုစိတ်ဆိုးလို့ရအောင်မလားဟမ်အခုဒီစကားတယောက်တည်းကိုယူရပြီးပြောတဲ့စကားမဟုတ်အားလုံးကိုနားလည်စေချင်လို့ပြောတဲ့စကားအမကိုပဲကြည့်အမဒီချိန်မှာဘာမှလုပ်လို့မရတော့ဘူးတိမ်တောင်းချီပြီးပေးမယ်အမအမေကိုပြန်ပေးပါဆိုလဲအမလုပ်လို့မရတော့ဘူးအဲ့တော့အမအခုလိုပြောတဲ့အချိန်ကနေစပြီးတော့ကိုဘေးနားမှာရှိနေတဲ့သူတွေကိုတန်မိုးထားပါဒီသတင်းကြမှာမေတ္တာတွေနဲ့ကြောချပါတန်မိုးကြီးဖို့မလို့တန်မိုးကြီးတဲ့လက်ဆောင်နဲ့ကြောမှတန်မိုးရှိတာမဟုတ်ဘူးအဲ့တော့အကုန်လုံးတန်မိုးသိပြီးတော့တန်မိုးထားတတ်တဲ့သူတွေဖြစ်ပါစေလို့အမပြောချင်တယ်ငါပြောချင်တာသဘောပေါက်လားဟဲ့တန်စစ်မှာအမေပဲရှိတော့တာနော်တန်စစ်အမေသာမရှိတော့ဘူးဆိုရင်အမလိုနောင်နှမျိုးမရစေချင်ဘူးရှိနေတဲ့အချိန်မှာတန်မိုးထားစေချင်တယ်အမလည်းအမအမေကိုစိတ်ကောက်ဘူးတဲ့စကားမပြောဘဲနဲ့နေလိုက်တဲ့နေ့တွေရှိဘူးတဲ့ဒါပေမဲ့အခုချိန်မပြန်တွေးတိုင်းနောင်နှရနေရတယ်တခါတလေကျတဲ့လူကြီးနဲ့လူငယ်ကြားမှာနားလည်မှုမတူတာရှိတယ်အဲ့ဒါကိုအမတို့ကလည်းနားလည်ပေးရမယ်အမတို့ဖြစ်ချင်တာတွေကိုပဲအမတို့တွေးလို့မရဘူးအခုနေရနေပြီးတော့မှလာနေကြတဲ့ကလေးတွေလည်းသမီးတို့ကိုလာစာတွေပြန်ပို့ခိုင်းနေဆိုတာသမီးတို့ရဲ့မိဘတွေကအဲ့လာစာကိုလိုချင်နေလိမ့်မယ်ဆိုတဲ့အတွေးနဲ့ပို့ခိုင်းတာမဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်သားသမီးစီရရတဲ့ပတ်စံဘလောက်လေးပဲဖြစ်ဖြစ်မိဘရလိုက်တဲ့အချိန်မှာသူတို့ခံစားရတဲ့ပီတီကဘာမှမလဲနိုင်အော်ငါသမီးလေးငါ့ကိုတိတက်လိုက်တာငါသားလေးငါ့ကိုတိတက်လိုက်တာဆိုရဲစိတ်မျိုးနဲ့သူတို့ကနေတာအဲ့ဒါကြောင့်မလို့ရတဲ့ခါကြလို့ရှိရင်ပြန်ပြီးတော့ပို့ပါဆိုပြီးတော့မပြောတာအခုသမီးတို့စူနေတာမဟုတ်ဘူးနော်အခုစူနေတာမဟုတ်ဘူးအမဘဝနဲ့ရင်းပြီးတော့ရခဲ့တဲ့သင်ခန်းစာတွေကိုပြောပြနေတာအဲ့တော့ဒီသတင်းကျွတ်မှာကိုယ့်ရဲ့ကိုစီမိသားစုတွေကိုမေတ္တာပြန်ပေးနိုင်တဲ့သူတွေဖြစ်ပါစေမေတ္တာနဲ့ပြန်ပြီးတော့ကြော့နိုင်တဲ့သူတွေဖြစ်ပါစေလို့မျှော်လင့်တယ်လုပ်ပေးနိုင်လားမဘယ်ရောင်လေးကြိုက်လဲမဟုတ်ပြာလေးအော်ဟုတ်ဒါလေးဖြန့်ပြပေးရမလား
ကဲ့ပါမဟုတ်စားလိုက်နော်ဟုတ်ကဲ့ပါ အခုသမီးမှာအမပဲရှိတော့တာနော်အဲ့ဒီအမမနဲ့ပြန်တာမရှိတော့ဘူးဆိုရင်သမီးသူ့ကိုစိတ်ဆိုးလို့ရအောင်မလား ကောင်းမလေးဘာစိတ်ကောင်းဝင်လဲ ချစ်တီးမနဲ့ပေါင်းပြီးတော့စီးပွားရေးတောင်းချမ်းတော့မလို့လေ အမေငါကတော့ထီပေါက်တော့မှာပဲ မမဘာလဲထားခဲ့လာမှာပြော အော်မလေးနောက်တာပါကဲပါပါမ ဒီစခရီးသေးတော့လေအစင်းရောက်နေတာမနေ့ကအားဆိုင်ကြည့်နေရတယ်။ TV screen ကြီးကြီးနဲ့ဆို TV ဆိုဘယ်လောက်ရှိမလဲတမီးတန်းစင်တန်းစင်တန်းစင်နေမေလမ်းထဲမှာကားလိုက်လို့တဲ့ သမီးအလုတ်ကပြောင်းတာနဲ့အမေ TV ပြတ်တဲ့ကိစ္စကြောင့်အမေစီးပြောတယ် အမေပြောတာအဲ့လိုမဟုတ်ပါ တ ဘူး နေ့အမေကဒီအိမ်ကိစ္စအမေရဲ့ကိစ္စတွေပဲအမေကလေအမေတွေ့ပဲအမေအမြဲတွေးတာတိတ်ဝမ်းနေကောင်းတာ အမေမွန်းကားလေးစားလိုက်မှာအမေပြင်ထည့်လိုက်တာဟို မစားတော့မေဒီနေ့ကနောက်ကျလို့မရအောင်ဆိုင်မှာလည်းဈေးရောက်ပွဲတော့စတယ် အဲ့ဒါဆိုအမေပါစက်ထည့်ပေးလိုက်မယ်လေ ယူတော့ပါအောင်မေတမတ်သမီးဆိုင်မှာပဲအဆင်ပြေသလိုဝယ်စားလိုက်မယ်ဟုတ်ပြီလား ဟဲ့ဝယ်စားတော့ပတ်စံကုန်တာဗော တန်းစစ်မှာအမေပဲရှိတော့တာနော်တန်းစစ်အမေသာမရှိတော့ဘူးဆိုရင်အမလိုနောင်နှံမျိုးမရစေချင်ဘူးရှိနေတဲ့အချိန်မှာတန်ဖိုးထားစေချင်တယ်အမေကသမီးနဲ့တမန်အတူစားချင်တာသမီးအမေနဲ့တမန်အတူစားခွင့်ရနိုင်မှာတော့မလားမေအမေကြည့်ချင်တယ် TV screen ကြည့်ယူတမီးဝယ်လာပြီလေအမေဘာမှမဖြစ်ပါနဲ့ဘာမှမဖြစ်ပါနဲ့မေကြည့်စမ်းမေဘာမှမဖြစ်လိုက်ပါနဲ့မေ ဒီလမ်းချင်းလို့မမောင်းဘူးသိဘူးအောင်းရတယ်ဘလို့ဒီမှာအောင်းရတယ်မသိဘူးကလေးဆိုရင်ဘလို့လုံးနေမှမသိဘူးတော့တော့မောင်းတယ်လက်ပဲနဲ့လေးထိပါပြေးတယ်ရတယ်ဒီနားလေးနေနေတာရတယ်ဘာမှမဖြစ်ကျေးဇူးတင်ပါတယ်ကုန်းဆိုင်ပေးတဲ့အတွက်ဟာ တော်သေးတာ သမီး
မေဘာမှဖြစ်ဘူးလေသမီးမေဘာမှဖြစ်ဘူးသမီးမင်းဆိုရင်မေဘာမှဖြစ်ဘူးနော်သမီး သမီးလေးမေကိုမဆိုင်ခင်မရတော့တောင်းမရမေသမီးတော့မေရှိနေတာတော့သမီးတောင်းမတာကိုမသိခဲ့ဘူးအဲ့ဒါသမီးတောင်းမရမေသမီးကိုလည်းမလို့မေ သမီးကိုမေဘယ်တော့မှအပြစ်မမြင်ခဲ့ပါဘူးသမီးရဲ့သမီးလေးကိုမေခွင့်လို့တယ်နော် ဟဲ့ငေါ့လေဒီဖြာလေးခင်းမိထားအောင်နော်အေးအေးရလားဟဲ့ရလားဟမ်ရပြီလားနော်ပြောင်းမြန်ကြီးဒီမှာဒါကြီးကပြောင်းမြန်ကြီးအေးပပမီးဘုံလေးတေချာထွန်းနော်လှလှလေးအေးအားစရတယ်နော်မမလာဟာမမရလာပြီလားရလာပြီဟာမမ အမေကတော့ပြီးသွားပြီလား ငရတဲ့မမအခုမှကြောက်လို့ အဲ့ဆိုသွားဖတ်လိုက်တော့လေ ဟာမမခဏလေးနော်မမထိုင်မီလာမဒီမှာမမေမီလာထိုင်ရလာအေး သမီးလည်းကလေးနဲ့အတူတူကြောပြရစီနော်အေးပါကွယ်ဒါကြတော့သမီးကအမေကိုကြောတာပါ သမီးရဲ့ဒါတွေမလိုပါဘူးကွယ် သမီးကိုဒါလေးတော့လက်ခံပေးပါနော်ဒီလောက်တမိုးကြီးတာတွေဟိုလက်မခံမရစေနဲ့သမီးရဲ့လက်မခံမရစေနဲ့ အဲ့လိုတော့မလုပ်ပါနဲ့အမေရဲ့သမီးကအမေမရှိတော့တဲ့သူပါသမီးအမေကိုစင်ငဲချင်တာတော့မှသမီးမစင်ပေးနိုင်ခဲ့ဘူးအဲ့ဒါကြောင့်မလို့အခုအမေအရွယ်တွေတွေ့တိုင်းကိုယ့်ရဲ့အမေလိုသဘောထားတယ်ကိုယ့်ထက်ငယ်တဲ့သူတွေဆိုရင်ကိုယ့်ရဲ့ညီမလေးလိုကိုယ့်ရဲ့သမီးလေးလိုသဘောထားတယ်သမီးတန်မှုရှိတဲ့သူတယောက်ဖြစ်ချင်တယ်ဒီသတင်းကြွလေးမှာမရှိတော့တဲ့အမေကိုမကြောနိုင်မိမဲ့ရှိနေသေးတဲ့အမေတွေကိုစားသမီးကကြောမယ်နော်လက်ခံပေးပါနော် ဒီပါခွဲတံမိုးကြီးတဲ့ပစ္စည်းပြင်မဲ့သမီးရဲ့တိတ်တက်မှုနဲ့သမီးရဲ့မြတ်တာလေးကိုလက်ခံတာပါနော် အဲ့ဆိုအလုံးတူတူကြောမယ်နော် သမီးတွေကျမ်းမာပါစေချမ်းသာပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံပါစေမိဘကိုတည်တတ်တဲ့သမီးရတနာကောင်းလေးတွေလည်းဖြစ်ပါစေ ပြည့်တယ်ဆိုနေဖြစ်ရပါစေမေ ဒါ ဟ
န်စင် ရှင်မ မမေကိုငကတ်တစ်ခါလေးဝတ်ပေးလိုက်လေ ဟုတ်မမ သမီးလေးဒီမကလုံရင်ဆန္ဒလေးပြေပါစေလုံသမီးကင်သမီးကြံစီသမီးအဆဆရအောင်မြင်ပါစေနော်သမီးလေး yes နဲ့ပြပါစေ တန်စနိုးလည်းမမကိုကြောက်လိုက်ကြမလို့နော်မမအပတ်တက် လာသမီးလေးလာ ရှားရဲ့မမကလည်းရှားကိုအမေတယောက်လိုစောက်ရှောက်လာပဲလေလာပါအတူကြောခံရအောင်လား တန်စနိုးအပေါ်မှာမိဘတယောက်လိုမျိုးနှွေးထွေးမှုရောမေတ္တာတရားတွေရောပေးတဲ့မမအပေါ်မှာတန်စနိုးတွေကာယကံဝစီကံမနောကံနဲ့ပြမကျွလို့မိခဲ့တာရှိလို့ရှိရင်တန်စနိုးဝင်ချပြီးတောင်းပန်ပါတယ်မမ မိဘရဲ့မရှိတော့ခဲ့ရညီမလေးပေါ်မှာညနေဆုံးမတော့တဲ့ပြီးညီမလေးကိုသမီးလေးလို့ဆောက်ရှောက်ပေးရမမညီမလေးတဲ့တဲ့ကြမှာမမကိုကြောလိုက်ပါရဲ့နော်ကဝစီကမနောကနေပြမမိခဲ့ရရှိညီမလေးကိုခုလိုပေးပါနော်မမပြီးတော့လေညီမလေးတခါမှမပြောခဲ့ပြီမဲ့လေမမညီမလေးအရင်စစ်တယ်နော်မမညီမလေးကိုခုလိုပေးပါမမ